ဒုတိယကမ္ဘာစစ်မှာဂျပန်နိုင်ငံကစစ်ရှုံးပြီးတော့ဘာတွေဆက်ဖြစ်ခဲ့လဲပထမဆုံးကဂျပန်ဘက်ကပေးခဲ့ရတဲ့စစ်ရောကြီးတွေပါမြန်မာနိုင်ငံအပါအဝင်ဖိလစ်ပင်းအင်ဒိုနီးရှားကမ္ဘောဒီးယားဗီယက်နမ်လာအိုကိုရီးယားစတဲ့နိုင်ငံတွေကိုငွေကြီးနဲ့ရောကုန်ထုတ်လုပ်ရေးထောက်ပံ့မှုတွေနဲ့ပါရော်ကြီးပေးခဲ့ရပြီးတော့တရုတ်ဆိုဗီယက်ယူနီယံနဲ့ထိုင်ဝမ်တို့ကိုတော့သဘောတူညီမှုစာချုပ်တွေအများကြီးချုပ်ဆိုပြီးတော့ညှိနှိုင်းမှုတွေလုပ်ခဲ့ရပါတယ်ဒါတွေအားလုံးငွေကြီးတန်ဖိုးနဲ့ပြန်တွက်မယ်ဆိုရင်အဲ့ဒီခေတ်တော့ငွေစည်းနဲ့ဆိုရင်တောင်မှဒေါ်လာဘီလီယံချီပြီးရှိနိုင်တယ်လို့သိရတယ်ဂျပန်ကောင်းဆောင်တွေရောဘာဖြစ်ကုန်လဲသူတို့ရင်ဆိုင်ခဲ့ရတာတိုကျိုထရိုင်ရပါဂျပန်လက်နက်ချပြီးမှဂျပန်ကောင်းဆောင်28ယောက်ကိုငင်းငယ်ရေးကိုချိုးဖျက်တဲ့မှုစစ်ရာဇဝမှုနဲ့လူအခွင့်အရေးကိုချိုးဖျက်တဲ့ရာဇဝမှုတွေနဲ့ရုံးတင်စစ်ဆေးခဲ့ပါတယ်။အဲ့ဒီ28ယောက်တည်းက9ယောက်ကိုတေတံပေးခဲ့ပြီးတော့ကျန်တဲ့21ယောက်ကိုတော့တသက်တကျွန်းနဲ့နှစ်ရှည်ထောင်နဲ့အသီးသီးချမှတ်ခဲ့ပါတယ်။အဲ့မှာတစ်ခုရှိတာကတိမ့်ပိုက်အုပ်ချုပ်စဉ်ကာလအတွင်းမှာနိုင်ငံရေးလှုပ်ခတ်တာမျိုးပြည်သူလူထုကြားထဲမှာမငြိမ်မသက်ဖြစ်တာမျိုးတွေမဖြစ်အောင်ရုံးတင်စစ်ဆေးတဲ့ထဲမှာဂျပန်အင်ပါယာဟီရိုဟီတိုကိုချန်လစ်ထားခဲ့တယ်လို့သိရပါတယ်။အဲ့နောက်ပိုင်းမှာတော့ဂျပန်နိုင်ငံရဲ့စစ်အင်အားပြုပြင်ထိန်းချုပ်ရေးနဲ့ပြန်လည်ထူမဲ့ရေးပိုင်းကိုဗိုလ်ချုပ်မှူးဒေါက်လက်မက်အသာဦးဆောင်အုပ်ချုပ်ခဲ့ပါတယ်။အဓိကပြောင်းလဲရတော့စစ်တပ်တွေကိုဖျက်သိမ်းခဲ့တာပါ။1945ခုနှစ်စက်တင်ဘာလမှာ demilitarization နဲ့ DMMS ဆိုတဲ့စစ်ကင်းမဲ့ရေးနဲ့လက်နက်ရုပ်သိမ်းရေးကိုစလုပ်ခဲ့ပါတယ်။အဲ့ဒီခေါင်းစဉ်အောက်မှာဂျပန်အင်ပါယာကြီးတက်တဲ့ရေတပ်အင်အားတွေကိုဖြိုခွင်းခဲ့တယ်။စစ်တပ်ပါဝင်တဲ့လုပ်ငန်းတွေကိုရန်နာစေခဲ့ပြီးတော့တပ်မတော်တင်နန်းတွေကျောင်းတွေနဲ့အခြေစိုက်စခန်းအားလုံးကိုဖျက်သိမ်းခဲ့ပါတယ်။လက်နက်ခဲယံထုတ်လုပ်မှုတွေနဲ့စစ်တပ်သုံးရင်ထုတ်လုပ်မှုအားလုံးကိုလည်းပိတ်ချခဲ့တယ်။ဂျပန်ကိုချေချုပ်မိသွားစေခဲ့တဲ့အချက်ဆိုရင်1948ခုနှစ်မှာဂျပန်နိုင်ငံရဲ့အခြေခံဥပဒေတွေကိုဖြည့်စွက်ခဲ့တဲ့ Article 9မှာ1952ခုနှစ် San Francisco Peace Treaty မှာဂျပန်နိုင်ငံနဲ့မဟာမိတ်48နိုင်ငံကြားလက်မှတ်ထိုးပြီးတော့လွတ်လပ်ရေးရခဲ့တဲ့တိုင်အဲ့ဒီ Article 9ကအကျုံးဝင်နေဆဲဖြစ်ပါတယ်။ Article 9 of the Constitution အရဆိုရင်ဂျပန်နိုင်ငံကဘယ်စစ်ပွဲမှာမှပါဝင်ဆင်နွှဲခွင့်မရှိသလိုတခြားနိုင်ငံတစ်ခုကိုချင်းချောက်နိုင်တဲ့စစ်တပ်အင်အားမျိုးလည်းမပိုင်ဆိုင်ရပါဘူး။1954ခုနှစ်အရောက်မှာတော့ဂျပန်နိုင်ငံကပြည်ပနိုင်ငံတွေရဲ့ချင်းချောက်မှုကနေကာကွယ်နိုင်ဖို့အတွက်ကာကွယ်ရေးတပ်ဆိုတဲ့ Set Defense Forces ကိုတည်ထောင်ခဲ့ပါတယ်။အဲ့ဒီလိုကာကွယ်ရေးတပ်ဆိုတဲ့ခေါင်းစဉ်အောက်မှာစစ်တပ်အင်အားကိုဖြည့်ဆွတ်ခဲ့တယ်ဆိုပေမဲ့လည်းအခုချိန်မှာဆိုရင်ဂျပန်နိုင်ငံရဲ့စစ်အင်အားကကမ္ဘာနိုင်ငံတွေနဲ့ရင်ပေါင်တန်းနိုင်နေပါပြီ။နောက်ထပ်အရေးကြီးဆုံးတစ်ခုက1952ခုနှစ်တုန်းကအမေရိကန်နိုင်ငံနဲ့ဂျပန်ကြားတွေကနှစ်နိုင်ငံသဘောတူညီမှုစာချုပ်ပဲဖြစ်ပါတယ်။အဲ့ဒီစာချုပ်အရဆိုရင်တော့စစ်အေးကာလအတွင်းမှာဂျပန်နိုင်ငံရဲ့ဘေးကင်းလုံခြုံမှုအတွက်အမေရိကန်တပ်စခန်းတွေကိုဂျပန်နိုင်ငံအတွင်းမှာထားရှိရမယ်ဆိုပြီးတော့သဘောတူညီထားခဲ့တာပါ1960ခုနှစ်မှာတော့အဲ့ဒီစာချုပ်ကိုပြန်လည်ပြင်ဆင်ခဲ့ပြီးတော့ဂျပန်ဘက်ကနစ်နာနေတဲ့မမျှမတမှုတွေကိုပြင်ဆင်ချုပ်ဆိုခဲ့ပါတယ်ပြင်ဆင်ချက်အရဆိုရင်တော့အမေရိကန်နဲ့ဂျပန်နိုင်ငံဟာအပြန်အလှန်ကာကွယ်ပေးရမယ်ဂျပန်နိုင်ငံထဲမှာရှိနေတဲ့အမေရိကန်တပ်စခန်းတွေရဲ့ပြောင်းလဲမှုမှန်သမျှကိုဂျပန်နိုင်ငံကိုကြိုတင်အသိပေးရမယ်ဂျပန်ပြည်တွင်းနဲ့ဂျပန်ပိုင်နယ်မြေတွေမှာလက်နက်ကင်တိုက်ခတ်မှုတွေဖြစ်ခဲ့မယ်ဆိုရင်ဂျပန်နဲ့အမေရိကန်ဟာတစ်ဖက်ထဲမှာရှိရမယ်လို့သဘောတူထားတယ်ဒီလိုပြင်ဆင်ချုပ်ဆိုထားတဲ့စာချုပ်ကဒီနေ့ဒီအချိန်ထိအကျုံးဝင်နေစေဖြစ်တယ်လို့ဖတ်ရှုရပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲနောက်ပိုင်းမှာလည်းဖတ်ရှုမိသမျှတွေကိုပြန်လည်မျှဝေပေးပါမယ်ရှင်